ဒီမင်းကလေးကတော့တကယ့်ကိုထူးဆန်းတဲ့သူပါပဲကိုငိုအောင်လုပ်ဖို့ကိုမျက်နှာကိုလက်တီးနဲ့ထိုးတာတင်အားမရလို့တစ်သွန်ညီတွေဝါဆာဘီတွေနဲ့ပါအတင်းငိုအောင်လုပ်နေတာပါအဲ့ဒီအရှင်ကဘလောက်ပြင်းတယ်လဲဆိုရင်ဘေးနာကကုမ္ပဏီ CEO ကြီးပါလိုက်ငိုရတဲ့အထိပါပဲတကယ်တော့သူမဟာပင်လယ်ရေအောက်က Ocean Clan ရဲ့မင်းသမီးလေးတစ်ပါးပါမတော်တဆဖြစ်ပြီး Mr. Gu ရဲ့အသက်ကိုကယ်တင်ပေးခဲ့ရကနေသူတို့မျိုးနွယ်စုရဲ့အထွတ်အမြတ်ထားရတဲ့ Eye of the Sea ဆိုတဲ့ယတနာက Mr. Gu ရဲ့ရင်ဘတ်ထဲကိုမှားယွင်းရောက်ရှိသွားခဲ့ပါတယ်ဒီအမားကြောင့်သူမဟာမျိုးနွယ်စုကနေနှင်ထုတ်ခံရပြီးလူလောကထဲကိုယတနာပြန်ရှာဖို့ရောက်လာခဲ့တာပါအဆောင်အယောင်ယတနာမရှိတော့တဲ့အတွက်သူမရဲ့မော်တက်တွေကလည်းသုံးလို့မရတော့ပါဘူးယတနာနောက်လိုက်ရင်းနဲ့ Mr. Gu ရဲ့ကုမ္ပဏီကိုရောက်သွားတဲ့အခါလုံခြုံရေးတွေရဲ့အမောင်းထုတ်ခြင်းကိုခံရပါတယ်အဲ့ဒီအချိန်ကြောက်လန့်တကြားအကူနီတောင်းလိုက်တဲ့အခါမှာတော့အန်အောစရာကောင်းလာအောင် Mr. Gu ကရှေ့မှာရုတ်တရက်ပေါ်လာခဲ့ပါတယ်သူမကအဖြစ်မှန်ကြီးကိုရှင်းပြပေမဲ့လုံခြုံရေးတွေကတော့သူမကိုအတင်းအပြင်းထုတ်လိုက်ပါတော့လေဒီတော့မင်းသမီးလေးကစဉ်းစားလိုက်မိတာကငါဒုက္ခရောက်ပြီးငိုနေတဲ့အချိန်တိုင်း Mr. Gu ကငါရှေ့ကိုရောက်လာတာပဲဆိုတာပါပဲဒါကြောင့်လေအခုလို Mr. Gu ကိုပြန်ခေါ်ဖို့အတွက်ကိုနီလန်ပေါင်းစုံထုံးပြီးအတင်းငိုအောင်လုပ်နေရတာပဲဖြစ်ပါတော့လေ